digital business ဆိုတာပါလေ digital business ဆိုတာ internet နဲ့ digital နည်းပညာကိုအခြေခံပြီးလုပ်ကိုင်သောစီးပွားရေးလုပ်ငန်းဖြစ်ပုံစံဖြစ်တဲ့ရိုးရိုးစီးပွားရေးလိုဆိုင်ငန်းငန်းရမယ်ပစ္စည်းတွေကိုစင်ပေါ်တင်ရမယ်စာလူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ website application social media ပေါ်ကနေတဆင့်ကုန်ပစ္စည်းရောင်းချခြင်းနဲ့ဝန်ဆောင်မှုပေးခြင်းကိုလုပ်ဆောင်တာဖြစ်တယ်ကျမတို့လုပ်နေတဲ့ digital business လုပ်ငန်းဟာလည်းကျမတို့ရဲ့လုပ်ငန်းအခွင့်အလမ်းတွေကို social media platform တွေကနေတဆင့်ကြော်ညာပေးရတဲ့လုပ်ငန်းဖြစ်တယ်အစပိုင်းမှာစနစ်တစ်ခုရဝယ်ရအတွက်အချိန်နဲ့လုပ်အားကိုရင်းပြီးတော့မှတည်ဆောက်ရတယ်အဲ့ဒီအချိန်မှာကျမတို့အတင်းအကန့်ကိုရရှိတယ်အဲ့ဒီစနစ်ခိုင်းမှသွားတဲ့အချိန်မှာသတ်မှတ်ထားတဲ့ရာထူးတစ်ခုရောက်လို့ရှိရင်ပစ္စည်းခံစားခွင့်ကဒေါ်လာ9000ကနေလို့စတင်ပြီးတော့ရရှိတာဖြစ်လို့ပစ္စည်းအကန့်ကိုလည်းရရှိနိုင်တာဖြစ်တယ်ဒီလိုမျိုးအစပိုင်းမှာအတင်းအကန့်ရရှိပြီးတော့မှနောက်ပိုင်းမှာပစ္စည်းအကန့်ရနိုင်တဲ့လုပ်ငန်းမျိုးကိုစိတ်ဝင်စားလို့လေ့လာကြည့်ခြင်းလို့ရှိရင်ကျမရဲ့ website ဖြစ်တဲ့ www.kinchiwan.com မှာနာမည်ရဲ့ email သို့မဟုတ် Gmail ရဲ့ထက် register လုပ်ပြီးဝင်ရောက်လေ့လာလို့ရတယ်လို့စိတ်ဝင်စားပါတယ်ဆိုပြီးတော့မှ comment မှာရေးခဲ့လို့လည်းရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မနာမည်ကတော့ Kinchiwan လို့ခေါ်ပါတယ်ရှင်